လီယိုနယ်မက်ဆီရဲ့မယုံနိုင်စရာကမ္ဘာဖလားသမိုင်းကြောင်းဘောလုံးလောကရဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလီယိုနယ်မက်ဆီဟာကမ္ဘာဖလားပြိုင်ပွဲမှာဘလို့သမိုင်းဝင်စံချိန်တွေကိုပိုင်ဆိုင်ထားလဲအခုလက်ရှိ2026ကမ္ဘာဖလားအထိသူဘာတွေလုပ်ပြထားလဲဒီဗီဒီယိုမှာအသေးစိတ်ကြည့်လိုက်ရအောင်ပါအစောပိုင်းကမ္ဘာဖလားဖြတ်တန်းမှု2006မှ2010မက်ဆီရဲ့ပထမဆုံးကမ္ဘာဖလားကတော့2006ခုနှစ်ဂျာမနီမြေမှာပါအဲ့ဒီတုန်းကသူဟာအသက်18နှစ်အရွယ်လူစားဝင်ကစားသမားလေးပဲရှိပါသေးတယ်။ဒါပေမဲ့ဆာဘီးယားနဲ့ပွဲမှာတင်ပွဲဦးထွက်သွင်းကိုတကူစတင်ရယူခဲ့ပါတယ်။အဲ့ဒီနှစ်မှာအာဂျင်တီးနားကကွာတားဖိုင်နယ်အထိရောက်ခဲ့ပါတယ်။2010တောင်အာဖရိကကမ္ဘာဖလားမှာတော့မက်ဆီဟာ9ပွဲလုံးကစားခဲ့ပေမဲ့ကံမကောင်းစွာနဲ့ဂိုးတကူမှသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။အာဂျင်တီးနားအသင်းလည်းကွာတားဖိုင်နယ်ကနေပဲထပ်ပြီးလှည့်ပြန်ခဲ့ရပါတယ်။နီးစပ်ခဲ့တဲ့အိမ်မက်နဲ့ကြာရှုံးမှု2014မှ2018 2014ဘရာဇီးကမ္ဘာဖလားကတော့မက်ဆီအတွက်နှမျောဖို့အကောင်းဆုံးနှစ်ပါ။သူဟာဘော့စနီးယား၊အီရန်နဲ့နိုင်ဂျီးရီးယားအသင်းတွေကို၄ဂိုးအထိသွင်းယူပြီးအသင်းကိုဗိုလ်လုပွဲအထိပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဂျာမနီကိုရှုံးပြီးဒုတိယနဲ့ပဲကျေနပ်ခဲ့ရပါတယ်။2018ရုရှားကမ္ဘာဖလားမှာတော့အာဂျင်တီးနားအသင်းရုန်းကန်ခဲ့ရပြီး16သင်းအဆင့်မှာတင်ပြုတ်ခဲ့ပါတယ်။မက်ဆီကတော့နိုင်ဂျီးရီးယားနဲ့ပွဲမှာတကိုးသွင်းယူနိုင်ခဲ့ပါတယ်။အိမ်မက်တွေပြေဝခဲ့တဲ့2022ကာတာကမ္ဘာဖလား2022ကာတာကမ္ဘာဖလားကတော့မက်ဆီရဲ့အကောင်းဆုံးနဲ့သမိုင်းဝင်အခိုက်အတန့်ပါပဲ။သူဟာပြင်သစ်နဲ့ဗိုလ်လုပွဲမှာ2ဂိုးအပါဝင်တပြိုင်ပွဲလုံးမှာ9ဂိုးအထိသွင်းယူပြီးအာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ကမ္ဘာဖလားအိမ်မက်ကိုအသက်35နှစ်အရွယ်မှာတရားဝင်အကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်ပါတယ်။2026ကမ္ဘာဖလားရဲ့မယုံနိုင်စရာစံချိန်သစ်များအခုလက်ရှိကျင်းပခဲ့တဲ့2026အမေရိကကနေဒါမက်ဆီကိုကမ္ဘာဖလားမှာလဲမက်ဆီဟာအသက်အရွယ်ကိုစိန်ခေါ်ပြီးကစားနေတော့မှာအယ်ဂျီးရီးယား၊အော်စတြီးယား၊ဂျော်ဒန်ကိတ်ပါတီတို့နဲ့ပွဲတွေမှာတင်9ဂိုးအထိသွင်းယူထားပြီး2022ကစံချိန်ကိုအချိန်တိုအတွင်းတူညီသွားစေခဲ့ပါတယ်။အထူးသဖြင့်အော်စတြီးယားနဲ့ပွဲမှာသွင်းယူခဲ့တဲ့ဂိုးဟာဂျာမနီကန်နဝင်ကလိုဆေးရဲ့ကမ္ဘာဖလားသမိုင်းတစ်လျှောက်16ဂိုးစံချိန်ကိုကျော်ဖြတ်ပြီးမက်ဆီကိုသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်တင်သွားစေခဲ့ပါတယ်။2026မှာလည်းဗိုလ်လုပွဲထိတက်ရောက်နိုင်ခဲ့ပေမဲ့ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။မက်ဆီဟာကမ္ဘာဖလား6ကြိမ်ဝင်ရောက်ရှင်ပြိုင်ရာမှာ3ကြိမ်ထိဗိုလ်လုပွဲကိုတက်ရောက်ထားနိုင်ခဲ့ပါတယ်။စုစုပေါင်းကမ္ဘာဖလား6ကြိမ်စီရိုနယ်ဒိုနဲ့အတူစံချိန်တူရှင်ပြိုင်မှုအတွင်းမှာမက်ဆီဟာကမ္ဘာဖလားပွဲပေါင်း34ပွဲသမိုင်းတစ်လျှောက်အများဆုံးကစားထားပြီး21ဂိုးသွင်းဂိုးဖန်တီးမှု12ကြိမ်ပြုလုပ်ထားပါတယ်။နောက်လာမယ့်ပြိုင်ပွဲမှာသာဆက်လက်ကစားခဲ့ပါကမက်ဆီရဲ့စံချိန်တွေဟာဘလောက်အထိထပ်တိုးမလဲဆိုတာရင်ခုန်စရာပါ။သူကတော့တကယ်ကိုကမ္ဘာဖလားသမိုင်းရဲ့ရှင်သန်နေတဲ့ကနဝင်ကုတ်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်